好ဗျာဟိတ်ဖို့ကနေချူဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညမှာတော့ဒါပွဲကြီးတောက်ကြနေညဖြစ်တဲ့ပွဲကြီးဒါ၄ပွဲလောက်ရှိပြီပေါ့နော်ဆိုတော့လီဗန်ဒေးနဲ့အိုဆာဆူနာဒေါမွန်နဲ့ဖရန့်ဖက်ပီတိုရီနိုနဲ့ဆက်ဆူလိုလန့်စ်နဲ့ဒါနန်တက်စ်ဖြစ်ပါတယ်၄ပွဲရှိရတဲ့အတွက်ကျွန်တော်ဒါဖရီဒစ်နဲ့ကျွန်တော်2ပွဲရွေးချယ်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့တစ်ပွဲပြောပြီးသွားမယ်ပေါ့နော်ညဆိုရင်တော့ဒါအစလွန်ဘီလာဘော်လီနဲ့အဆင်ပြေမှထင်ပါတယ်ရောင်းပွဲအနေနဲ့တော့ဒါ special 1ဆိုရင်တော့ကျွန်တော် fry back 6ပုံနဲ့အဆင်ပြေခဲ့တယ်တေကွန်1ကတော့ရှက်တာ2နဲ့ပြား20တော့ကျွန်တော်ရှုံးနေခဲ့ပါတယ်နော်အဲ့မှာကျွန်တော်ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးရွေးချယ်ပြီးတော့ဖြစ်ပါတယ်နော်အဲ့မှာ Telegram channel မှာကျွန်တော်ဒီညဒေါမွန်နဲ့ Frankfurt အကောင်းဆုံးထိုးကိုကျွန်တော်ရွေးချယ်ထားပါတယ်ညနေလောက်မှာကျွန်တော်တင်မှာဖြစ်ပါတယ်နော်အဲ့မှာကျွန်တော် Telegram channel ကိုမ join သေးတဲ့လူရှိရင် join လုပ်တော့ပြောချင်ပါတယ် comment မှာ link ရှိပါတယ်နော်ဟိုကျွန်တော်ဒီမှာပြောပြသွားတဲ့ပွဲကဒါလီဗန်ဒေးနဲ့အိုဆာဆူနာပွဲဖြစ်ပါတယ်နော်ဒီပွဲမှာဒါအိုဆာဆူလီဗန်ဒေးကဒါ level 20လောက်ပေးထားပြီးဂိုးပေါင်းစနှလုံး80ရှုံးဖြစ်ပါတယ်နော်ဒီပွဲကကျွန်တော်ရိုးစင်းမဲ့ကျွန်တော်အများကြီးမတွေ့ပဲရွေးချယ်ထားပါတယ်ကျွန်တော်လီဗန်ဒေးဘော်ဒီရွေးချယ်ထားပါတယ်ဘာလို့လီဗန်ဒေးဘော်ဒီရွေးချယ်ရလဲဆိုရင်တော့ဒီအဆင့်30ပေါ့နော်အိုဆာဆူနာကပြီး19ကလီဗန်ဒေးအဲ့တော့အဆင့်19က30ကိုလှန်ကြီးပြန်ပေးထားရပေါ့နော်ကျွန်တော်ဒါခြေစကားနဲ့ပြောမယ်ဆိုတာလှန်ကြီးအနေနဲ့ပြန်ပေးထားဖြစ်ပါတယ်အဲ့တော့ကျွန်တော်လီဗန်ဒေးဘော်ဒီကြိုက်တယ်နောက်တစ်ချက်ကဒီပွဲမှာဒါအမှတ်လိုအပ်ချက်ကလီဗန်ဒေးကပုံများနေပေါ့နော်ဘာလို့ဆို33မှတ်ရတယ်နိုင်မယ်ဆို36မှတ်နောက်ပွဲမှာဒါရုံးပြီးတော့နိုင်ခဲ့မယ်ဆိုရင်ဒါတန်းစုံရတာ18ပြင်ပကိုရောက်မှာဖြစ်ပါတယ်လီဗန်ဒေးအတွက် chance ရှိနေပါတယ်နော်ပြီးလူစင်းကွာချချက်ကြောင့်ကြေကျော်ပေးရဲ့ပုံစံတွေကမှားမှုရှိနေတဲ့အတွက်ဒါလီဗန်ဒေးနိုင်ဖို့များတယ်ဥဆာဆူနာကယူဟိုချန်ပီယံsorry conference league အတွက်ဒါမျှော်လင့်ချက်ပပရှိရပေါ့နော်သူလည်းအမှတ်တော့လိုရတယ်နော်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဂိုးပေါင်းစည်းကလိုအပ်တာထက်ပြင်းရှနေတယ်ဂိုးပေါင်းစည်းကဘာကြောင့်ပြင်းတာလဲဆိုတော့ဥဆာဆူနာအဝေးဝင်18ပွဲမှာ17ဂိုးပဲသွင်းထားတယ်အိုဆာဆူနာကအဝေးကွင်း17ဂိုးပဲရထားတာဖြစ်ပါတယ်အဲ့တော့တန်းစစုံအသင်းကလီဗန်ဒေးဗျာလီဗန်ဒေးဆိုတာတပွဲကိုတကိုးနှုံးပြန်သွင်းထားတာပါတိုတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာအိုဆာဆူနာကလေဒါအဝေးကွင်း17ဂိုးဆိုတော့ဂိုးပေါင်းစည်းက2နှုတ်80ဆိုတော့ဒါလိုအပ်တာလည်းပိုပြင်းရှနေရမျိုးတွေ့ရတယ်အဲ့ဂိုးပေါင်းစည်းပြင်းနေတဲ့အနေထားမျိုးမှာဘူကီနေနဲ့ဒီပွဲစဉ်ကစီးစီးမဟုတ်ဘဲနဲ့ဗျာအနည်းဆုံးတကိုးနဲ့2ဂိုးရှိမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်အနည်းဆုံးတကိုးနဲ့2ကိုရှိရမယ်ဆိုတော့ပုံစံမျိုးတွက်မယ်ဆိုရင်ကျွန်တော်အမြင်အားဆိုရင်တော့ကိုးပို့လို့တဲ့အသင်းကတော့ဒါအမှတ်ပို့လို့တဲ့အသင်းပဲကျွန်တော်ရက်တီအောင်ဖြစ်ပါတယ်နော်ကျွန်တော်လီဗန်ဒေးကိုပဲကျွန်တော်ပို့ပြီးတော့မျှော်လင့်ပါတယ်လီဗန်ဒေးကိုရတဲ့ရေပိုများတယ်လို့ဒါကျွန်တော်နေမြင်မိတယ်တန်းစင်းစုံဘက်တန်းစင်းစုံဝင်ခွင့်sorryဥရောပဝင်ခွင့်မျှော်လင့်ချက်ပပနဲ့တန်းစင်းစုံတိုက်ပွဲနဲ့ဆိုရင်တော့တန်းစင်းစုံတန်းစင်းရမယ့်အသင်းဘက်ကျွန်တော်အလေးပို့သားပါတယ်နော်အဲ့မှာကျွန်တော်လီဗန်ဒေးရဲ့ဒီကိုသွင်းရအောင်ပို့ပြီးမျှော်လင့်ပါတယ်ကျွန်တော်လီဗန်ဒေးဘော်လီပဲကြိုက်ပါတယ်နော်ပြီးတော့လီဗန်ဒေးရဲ့အဓိကစားမှာဒဏ်ရနေရတော့ဒါရိုမဲရိုဒဏ်ရတယ်ပေါ့နော်အေဗာရက်စ်ရီကာဒဏ်ရနေဒါပေမဲ့လေလက်ရှိဖွင့်ထားတဲ့ပုံစံကဒါလှန်ကြီးပေါ့နော် level 50 60လောက်ကွာနေတာတွေ့ရတယ်တကယ်ဆိုပြန်ပြဆိုရင်ဒါအိုဆာဆူနာပေးရမှာဖြစ်တယ်ဒါပေမဲ့လီဗန်ဒေးကပြန်ပေးထားတာဖြစ်တယ်လီဗန်ဒေးရဲ့တက်ဆုံးရုံအားကိုပို့ပြီးတော့စောင့်ကြည့်ရမယ်လို့ပြီးမျောလင်းထားဝင်ရတယ်ကျွန်တော်အားမလီဗန်ဒေးဘော်ဒီကြိုက်ပါတယ်နော်ပြီးတော့ဒီနေ့မှာ special 1တပွဲကောင်းထွက်မှာဖြစ်ပါတယ်လိုချင်မှာကကျွန်တော်ဒီ Viber နံပါတ်အပေါ် YouTube ဝေါ်မှာတင်ထားတဲ့နံပါတ်ကိုလောက်ဆက်သွယ်နိုင်သလိုကျွန်တော် Telegram channel မှာလည်းဟိုကျွန်တော်ဆက်သွယ်လို့ရမယ့်နေရာကိုကျွန်တော်ရေးပေးထားပါတယ်နော် Telegram channel ကဒီ comment မှာ link ရှိပါတယ်နော်နောက်တစ်ပွဲတော့ဒေါမွန်နဲ့ Frankfurt ပေါ့နော်အဲ့ပွဲတော့ကျွန်တော်ဒါ Telegram တစ်နေနဲ့ကျွန်တော်တင်ပြတော့ဖြစ်ပါတယ်နော်ဒီပွဲလည်းကောင်းပါတယ်အဲ့ပွဲကျွန်တော်အကောင်းရွေးချယ်ထားဖြစ်ပါတယ်အဲ့မှာကျွန်တော် Telegram တစ်လို့ချင်မှာ Telegram channel join ရပြီပါကျေးဇူးများတင်ပါတယ်ကျွန်တော်လည်းကိုရင်းဖြစ်ပါတယ်